နိုင်ငံကလေးတွေကလေတနေ့တစ်မျိုးမရိုးရဘူးတော့တနေ့တစ်နေ့မအေးဘူးဘလို့လေးချက်ခိုင်းရမလဲပဲသူတို့မှစဉ်းစားနေကြတာဒီနေ့လဲမမေးရတဲ့ကိုရီးယားငုံအနှစ်ချက်လေးစားချင်တယ်ဆိုလို့ချက်ပေးရပြန်ပြီအရင်ဦးဆုံးငုံတွေကိုပြုတ်ပြီးတော့အခွန်ခွာပေးထားလိုက်ပါမယ်ပြီးရင်တော့ငုံပေါ်သားလေးတင်လာအောင်လို့ကြော်ပေးထားလိုက်ပါမယ်အနှစ်ဆက်ဖို့ကတော့ဒီကိုရီးယားငရုတ်အနှစ်ဘူးလေးကိုအသုံးပြုထားပါတယ်ငရုတ်အနှစ်ထည့်ပါမယ်ပြီးရင်ခန်းကျင်သီးဆော့ထည့်ပါမယ်တကြားထည့်ပေးပါမယ်ပြီးရင်ပဲငံပြားရည်အကြည်ထည့်ပေးပါမယ်ချက်သားမုံထည့်ပေးပါမယ်ကော်မုံလေးနှင်းငယ်ထည့်မယ်ရေလေးနှင်းငယ်ထည့်ပြီးတော့အကုန်လုံးကိုတမသွားအောင်လို့ငွေပေးထားလိုက်ပါမယ်ချက်ဖို့ကတော့ကြက်သွန်ပြူထောင်းထားလေးကိုထည့်ပြီးတော့စီလေးတက်ပေးလိုက်ပါမယ်ကြက်သွန်ပြူနံလေးတွေမွေးလာရင်တော့ဆက်ထားတဲ့ကိုရီးယားငရုတ်နှစ်ကလေးတွေကိုထည့်ပြီးတော့မှွေပေးထားလိုက်ပါမယ်ပြီးရင်တော့ဟင်းအိုမီလေးပိတ်ပေးထားလိုက်ပါမယ်ပြီးရင်တော့ခုနကကြော်ထားတဲ့ငုံဦးလေးတွေကိုထည့်ပြီးတော့အကုန်လုံးကိုတမသွားအောင်လို့မှွေပေးထားလိုက်ပါမယ်။မှွေပြီးသွားပြီဆိုရင်တော့အပေါ်ကနှမ်းလေးဖြူမယ်၊ကြက်သွန်မိတ်လေးဖြူပြီးသွားပြီဆိုရင်တော့အရသာရှိတဲ့ကိုရီးယားငုံအနစ်ချက်လေးရပါပြီရှင်။